俺那么买给高利用，多买给高利用，高利用没打算也刚给怕给搞发达，俺非点别个的对俺啥子可惜，像这个你这个他呀没，他们没过也谁个我都不做过嘛地没必要，他估计没打算也当俺爸妈洗你了，俺如果当门路里么好，俺如果人把也都苦地上的，哎里头比赛也没当么里来教谁也讲里面，俺我去不么路，俺个离山的不不路了，哎。我到这上么泡米子呢？我陪着你们看到没没？我过得多也是的，我过得多也是的，也是的，也是的，也是的。莫蒂路碌ကနေပြောလိုက်တဲ့အချိန်မှာမိုက်ကယ်ကလည်းမျက်နှာပြတ်သွားတယ်။ပြောလိုက်တဲ့ပန်တန်ကာလေးကိုယ်တိုင်ကလည်းမျက်နှာပြတ်သွားတယ်။ဘာကြောင့်လဲ။နောက်ရက်ကျတော့မိုက်ကယ်ကကျူးဘားနိုင်ငံဟာဘာနာမြို့ကိုသွားနေတာဟာဘာနာဆိုတာကတော့ကျူးဘားနိုင်ငံရဲ့မြို့တော်ပေါ့အဲ့ဒီကျူးဘားကိုဘာလို့သွားလဲဟာဘာနာကျူးဘားနိုင်ငံဟာဘာနာမြို့ဘာလို့သွားလဲဆိုတာကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဟိုင်မန်ရော့ဂျီနဲ့လုံမဲ့လုပ်ငန်းကြီးဆိုတဲ့ကိစ္စအခုစပြောမှရတော့ဘာလဲဆိုတော့မာဖီးယားဂိုင်းတွေကပထမအကုန်လုံးပေါ့နော်ဒီကော်လီယမ်မိသားစုကအပါအဓိက main သူတို့တည်နေတာက Las Vegas အမေရိကန်နိုင်ငံနီဗားဒါပြည်နယ်က Las Vegas မြို့မှာတည်ထားတယ်အဲ့ဒီမှာဟိုတယ်တွေကာစီနိုတွေနဲ့တကယ်ကိုအကြီးအကျယ်ချပြီးတော့သူတို့ငွေမဲကနေငွေကြေးခွာချမှုတွေပါတယ်လုပ်တယ်ပေါ့တခြားဒီမူရေးစေးဝါးတွေလည်းပါတယ်ပေါ့ဒါမျိုးတွေလည်းလုပ်ကြလုပ်တော့အဲ့ဒီ Las Vegas ဆိုတာကအမေရိကန်အစိုးရရဲ့လက်အောက်မှာရှိတယ်လက်အောက်မှာရှိတဲ့အတွက်ကြောင့်မို့သူတို့လှုပ်ချင်တိုင်းတိတ်လှုပ်လို့မရအောင်လှုပ်ရှားလို့တိတ်မကောင်းဘူးပေါ့ဗျာအခုသူရောက်နေတဲ့မြို့ဆိုတဲ့ကျူးဘားနိုင်ငံကြတော့သူကအဲ့လောက်ထိတရားဥပဒေမတင်းကျပ်ဘူးအဲ့ဒီသူသွားနေတဲ့သူခုရောက်နေတာက1958မှာသူရောက်တာဒီဟာဘာနာ1958ဆိုတာကပြောရမယ်ဆိုရင်တော့ကျူးဘားဒေါ်လာရေးကာလကြီးပေါ့ကျူးဘားဒေါ်လာရေးကာလမှာဆိုတော့အစိုးရကလည်းကျွန်တော်တို့အရင်တော့တမိုင်းမှာတော့တင်မှုပါတယ်မိတ်ကုန်လို့ပါဒီအစိုးရလည်းအဲ့ဒီအချိန်မှာဘာတစ်စတာအစိုးရလေဘာတစ်စတာသမရကျူးဘားနိုင်ငံဘာတစ်စတာသမရအုပ်ချုပ်တဲ့အချိန်ဒီသမရကလည်းအကျင့်ပြတ်ချစားပဲဘာတစ်စတာကလည်းအကျင့်ပြတ်ချစားတယ်ပြီးတော့ဒီအမေရိကန်အစိုးရအမေရိကန်ကုမ္ပဏီတွေရဲ့လက်ဝဲကြီးအုပ်မှုတွေကိုလည်းအဲ့ဒီကျူးဘားနိုင်ငံခံရတယ်ပြောရလို့ရှိရင်ဗျာပတ်စံရမယ်ဆိုရင်အကုန်လုံးကိုခွင့်ပြုနေတဲ့သမရဒါကြောင့်မလို့မာဖီးယားဂိုင်းတွေအကုန်လုံးကသမရနဲ့ပေါင်းချသမရကိုတခါတည်းလုံးကနေခဲကနေတွေလက်လာပါတွေပေးပြီးတော့သူတို့လှုပ်ချင်တဲ့ငွေကြေးခွာချမှုတွေအမေရိကန်လက်လန်းမမီနိုင်တဲ့ကျူးဘားမှာလာလှုပ်မှာLas Vegas မှာလှုပ်တယ်လို့ပဲကာစီနိုတွေတကယ် entertainment တွေရှယ်ကြီးတွေသူကဟာဘာနာမှာလာလှုပ်မှာပြောရင်တော့ Las Vegas ကလုပ်ငန်းပုံစံမျိုးဒီဘက်ကပို့လှုပ်လို့ကောင်းတယ်ဘာဖြစ်လို့ဆိုတော့သူတို့ကိုအလိုလိုက်မဲ့အစိုးရရှိတယ်ကျွန်တော်တို့ဒီအခန်းမှာဆိုရင်မိုက်ကယ်သွားတဲ့လမ်းကိုသေးသေးချာကြည့်မယ်ဆိုလို့ရှိရင်ဗျမိုက်ကယ်ကိုလက်ရက်ခုန်နေတဲ့ပြည်တစားတယောက်ရှိတယ်နော်နောက်တစ်ခါလမ်းပေါ်မှာတောင်းရမ်းနေတဲ့ခလေးတွေအုပ်လိုက်ကြီးတွေရှိတယ်ကျူးဘားနိုင်ငံရဲ့ဖြစ်နေတဲ့လက်ရှိတကယ်အစ်စ်အမှန်အခြေအနေဘာတွေဖြစ်နေလဲဆိုတော့အစိုးရပုံမလာတော့စီးပွားရေးကွာဟမှုတွေအရန်ဖြစ်နေတယ်ဗျစင်းရဲချမ်းသာတွေတအားကွာဟတယ်အဲ့လိုမျိုးစင်းရဲချမ်းသာကွာဟမှုတွေကြောင့်ပဲအများကြီးပေါ့တခြားချက်တွေလည်းရှိပါတယ်အဲ့ဒီကွာဟမှုတွေအတိကပါအဲ့ဒါတွေကြောင့်မလို့လည်းပဲသူတို့ကဒေါ်လာရေးဆိုတာကြီးဖြစ်လာဘာဖြစ်လို့ကျွန်တော်ကဒီမစီမဆိုင်ကျူးဘားဒေါ်လာရေးကိုထည့်စကားပြောရလဲဆိုတော့ဒီရုပ်ရှင်ကကျွန်တော်ကကျူးဘားဒေါ်လာရေးနဲ့ဆက်တော့မှာမလို့ဆက်တော့မှာစောပြီးခဏနေသမရနဲ့စောစောပြောတဲ့ဘာတစ်စတာသမရနဲ့မိုက်ကယ်တို့နဲ့တွေ့ဆုံဆွေးနွေးတော့မှာဆွေးနွေးတဲ့အခါမှာသူတို့ပြောနေတဲ့စကားတွေကိုကျွန်တော်တို့နားလည်ဖို့အတွက်အဲ့ဒီကျူးဘားဒေါ်လာရေးကိစ္စကိုပါကျွန်တော်ကအရင်ဆုံးသိထားမှရမယ်ဘယ်လိုလဲဆိုတော့ဗျာအဲ့မှာဘာတစ်စတာသမရကမိုက်ကယ်တို့နဲ့စကားပြောတဲ့အချိန်မှာသူပြောလိုက်တယ်လေဒါစန္ဒာကာလာကနေပြီးတော့မကြခင်ကျွန်တော်ရဲ့ရဲဘော်တွေကျွန်တော်ရဲ့တက်ကဒီကောင်တွေကိုကောင်းကောင်းကြီးမောင်းထုတ်နိုင်မှာပါဘာညာထည့်ပြောတယ်အဲ့တော့ကျွန်တော်တို့ကနားမလည်လို့ရှိရင်ဒီဟာကိုကျွန်တော်တို့ကဒီတိုင်းပဲလျှော့လိုက်တော့အလကားပဲပေါ့နော်အဓိကသူပြောတာဘာလဲဆိုတော့အဲ့ဒီအချိန်တုန်းကကျူးဘားနိုင်ငံဒေါ်လာရေးခေါင်းဆောင်ကဖီဒယ်ကက်စထရိုပေါ့နော်ဒါကျူးဘားဒေါ်လာရေးခေါင်းဆောင်ဒါပေမဲ့သူ့ကိုလူတွေသိမသိကြဘူးကျွန်တော်ကတမိုင်းထဲမှာသာတင်လို့အလွတ်ကျက်ရင်ကြက်ခဲ့မယ်ဖီဒယ်ဆိုပြီးတော့နော်တကယ်တမ်းလူတိုင်းသိတာကအဲ့ဒီဖီဒယ်ရဲ့အောက်ကလက်အောက်ကဗျူဟာမှုသူ့ချေကွေဘာရာဒါကြတော့လူတိုင်းသိတယ်ဒါကြတော့ကျွန်တော်တို့ဒီသူ့ရဲ့အယုတ်ကြီးနဲ့တခါလေအုတ်ထုတ်တွေပါတယ်မှာတော့စောင်းငယ်ဘူးလားအိုးချေကွေဘာရာလို့လည်းခေါ်ကြတယ်တချို့ကြတယ်ချေကွေဘာရာကြတော့သူ့ရဲ့တပည့်ဗျူဟာမှုချေကွေဘာရာကဘာလို့နာမည်ကြီးသွားလဲဆိုတော့ဒါထားတော့မဆိုင်တော့ရုပ်ရှင်နဲ့အဲ့တော့ဆက်ပြောမယ်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ချေကွေဘာရာဥဆောင်တဲ့ချေကွေဘာရာဗျူဟာမှုဥဆောင်တဲ့ဖီဒယ်ဒေါ်လာရေးဖီဒယ်ရဲ့ဒါဖီဒေါ်လာရေးခေါင်းဆောင်ဖီဒယ်ရဲ့တက်ဒေါ်လာရေးတက်ကပေါ့နော်ဒေါ်လာရေးတက်ကအဲ့ဒီစန်တာကလာရာဆိုတဲ့မြို့ကိုသိမ်းလိုက်တယ်စန်တာကလာရာဆိုတာကအဲ့ဒီကျူးဘားကျွန်းရဲ့အလဲဘုံမှာရှိတာဒါကိုသူတို့ကဖြတ်ပြီးသိမ်းပလိုက်တာ
အဲ့ဒီဟာကိုသိမ်းတာကိုတော့ဘယ်လိုသိမ်းလဲဆိုတာသိကြတော့ကျွန်တော်နောက်ထပ်ရုပ်ရှင်တကာကျွန်တော် CHE ဆိုတာချီဆိုတဲ့ရုပ်ရှင်ကအဲ့ဒီကောင်သွားကြည့်လိုက်အဲ့ဒီကောင်မှာတော့ပြသူတို့သိမ်းလိုက်တော့ဘာဖြစ်သွားလဲဆိုတော့ဟာဗာနာနဲ့ဒီဟာဗာနာနဲ့ဒီအရှိဘချမ်းကဒီအရှိဘချမ်းအစိုးရတက်တွေနဲ့အဆက်အသွယ်တွေပြက်ကုန်တစ်ဖက်နဲ့တစ်ဖက်ကအဲ့ဒီမှာစပြီးတော့ဒီကျူးဘာအစိုးရဒီဘာတစ်စတာသမရအစိုးရကတဖြည်းဖြည်းနဲ့ရိုင်နေလာတဲ့အချိန်ကျမှမိုက်ကယ်တို့ကစီဖာဟီသွားပြီးတော့အဲ့မှာသွားပြီးအခြေချက်အောင်လို့ဖြစ်ဒေါ်လာရေးကိစ္စတွေဆိုတာကလည်းကျူးဘာမှာမစမ်းတော့ဘူးလေအရင်တော့လည်းဒေါ်လာနေတာနော်နှစ်ပေါင်းများစွာဒေါ်လာနေတဲ့ခါကျတော့သူတို့စီးပွားရေးအမြင်ကတော့ဒါတွေတိတ်ကောင်းတယ်လည်းမထည့်တော့ဘူးငကိုတွေကလေကောင်းနေဒေါ်လာနေတာပဲပေါ့ဟိုကောင်ကြီးတွေဟိုင်မန်ရော့ဆိုပို့ဆိုးတာပေါ့သူဆိုလုံနေတာနှစ်ပေါင်းမနေတော့ဘူးဒီကျူးဘာနဲ့ပတ်သက်ပြီးတော့ကဲအဲ့ဒီမှာစောဘာတစ်စတာသမရဆိုတာဒီကောင်ကြီးပြောတာဘာတစ်စတာသမရအဲ့မှာကြွားရောက်လာကြတဲ့လူကြီးမင်းများဘာညာတာရကပေါ့နော်ဒါအမေရိကန်ကမာဖီးယားစီးပွားရေးခေါင်းဆောင်ကြီးမာဖီးယားခေါင်းဆောင်ကြီးပေါ့နော်အဲ့ဒါကြီးကိုသူစီးပွားရေးလုပ်ငန်းရှင်သမားကြီးတွေအနေနဲ့ခေါ်ယူတွေ့ဆုံပြီးတော့တခန်းတနာနဲ့ကျေးဇူးတင်ပါတယ်ပေါ့နော်သူတို့နဲ့အခုလိုမျိုးစီးပွားရေးရလာရောက်လက်တွဲတာတွေဘာညာတွေအမှန်တကယ်တော့အာဂေရလို့ကသူကဟိုတိုင်းပြည်ရောင်းစားနေတယ်ဒီသမရတေချာကြည့်မယ်ဆိုရင်ဘာတစ်စတာသမရကအင်္ဂလိပ်လိုပြောနေတာမဟုတ်သူစပိန်လိုပြောနေတာဒါကြောင့်မလို့ဂျားမှာစကားပြန်နဲ့ထားပြီးတော့စကားပြောနေတာစဉ်းစားကြည့်အောင်ဒီကျူးဘာဆိုတဲ့နိုင်ငံကအမေရိကန်နဲ့ဆိုလို့ရှိရင်ဗျာကျူးဘာနိုင်ငံဒီဟာဗာနာမြို့နဲ့ထားတော့ကျူးဘာနဲ့ပေါ့နော်ကျူးဘာကျွန်းနဲ့အမေရိကန်ရဲ့ဖလော်ရီဒါကမ်းခြေနဲ့ဆိုလို့ရှိရင်မိုင်90ပဲဝေးတယ်ဘာဖြစ်လို့မိုင်90ပဲဝေးလဲကျွန်တော်ရှေ့ချောက်ဒီဇလန်နဲ့မှာထည့်ပြောတော့မှအဲ့ဒီမိုင်90ကိစ္စမိုင်90ပဲဝေးတယ်မိုင်90ပဲကွာရှိတယ်အမေရိကန်နဲ့နီးပါလေရနေဟိုးဒီမြောက်ကလည်းဟိုမြောက်အတ္တလန်တိတ်သမုဒ္ဒရာကြီးလားအဲ့ဒါကြီးချားထားတယ်အဝေးကြီးကစပိန်နိုင်ငံရဲ့ဘာသာစကားကိုသူတို့ကအဓိက main ဘာသာယူပြီးပြောဘာဖြစ်လို့ပါလဲပြောလားစပိန်လက်အောက်ခံဖြစ်ခဲ့ဘူးတယ်ဒီကျူးဘာစပိန်လက်အောက်ခံတော်တော်နှစ်ကြာဖြစ်ခဲ့ဘူးလေသူတို့ရဲ့ဒေတာဘာသာစကားစပိန်စကားကိုအားယူလိုက်ရတယ်စပိန်လိုတွေပြောတော့ဟုတ်မှာသမရဘာတစ်စတာကြီးကဘာညာပေါ့နော်အကုန်လုံးအခုလိုမျိုးသူ့နိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံတဲ့အတွက်ကြောင့်ရှေးစုတင်ပါတယ်ဘာညာတာရကာတွေနဲ့သူ့ဒါလက်ဆောင်ပေးတဲ့တယ်လီဖုန်းကုမ္ပဏီကလက်ဆောင်ပေးတဲ့ရွှေသားတယ်လီဖုန်းကြီးကိုလည်းထုတ်ပြီးတော့ကြွားရင်းနေပေါ့ဒါပြောချင်တာတော့သူ့ကိုဒီလိုမျိုးလက်ဆောင်ပေးတယ်ပေါ့အဲ့တော့ခင်ဗျားတို့လည်းပေးပေါ့ဟိုင်မန်ရော့တို့မိုက်ကယ်တို့ကလည်းတယောက်ကိုဒေါ်လာ2 သန်းစီစုပြီးတော့အဲ့ဒီဘာတစ်စတာသမရကိုလက်လာပါပေးဖို့အစီအစဉ်ရှိပါတယ်ရှေ့လျှောက်လုပ်ရမယ်လုပ်ငန်းတွေအတွက်ဒါပေမဲ့မိုက်ကယ်ကစဉ်းစားနေရတာဟိုင်မန်ရော့ကိုမယုံတာလည်းပါသလိုကျူးဘာနိုင်ငံရေးအခြေအနေကိုလည်းသူစောင့်ကြည့်ခြင်းသေးတဲ့သဘောရှိတယ်ဟိုင်မန်ရော့တို့ကျတော့နှစ်ပေါင်းများစွာကျူးဘာမှာကျင်လည်လာတဲ့ခါကျတော့ဒီသဘောအရေးကိစ္စတွေဆိုတာလည်းသိပြီးတော့အရင်ရောပြဿနာကြီးမဟုတ်တော့ဘူးဗျာပြောအရင်ကတည်းကဖြစ်နေကြမိုက်ကယ်အတွက်ကတော့နည်းနည်းအဆန်းဖြစ်နေတယ်ဒီလိုနဲ့ပဲအဲ့ဒီဟာဗာနာမှာပဲကျွန်တော်တို့ဟိုင်မန်ရော့ရဲ့မွေးနေ့ပွဲလုပ်တယ်ပေါ့သူမွေးနေ့ချရောက်လို့မွေးနေ့ပွဲလုပ်တော့အဲ့ဒီမွေးနေ့ပွဲကိုသွားတယ်လမ်းမှာမိုက်ကယ်ကဘာတွေးလိုက်လဲဆိုတော့လမ်းမှာတော်လိုင်းအဖွဲ့တွေကိုဒီအစိုးရဖမ်းတယ်ပေါ့တော်လိုင်းအဖွဲ့တွေကိုဘာတစ်စတာအစိုးရကရဲဘော်တွေကဖမ်းမိသွားတဲ့ခါကျတော့အဲ့မှာဖမ်းမိတဲ့အချိန်မှာတော်လိုင်းရဲဘော်တယောက်ကသူကလက်ပစ်ပုံးကိုစနက်တံဖြုတ်ပြီးတော့အဲ့ဒီဘာတစ်စတာအစိုးရစစ်တပ်ရဲ့လူကောင်တွေဗျူဟာမူးလားပုံမူးလားအဲ့ဒါကိုအတင်းဖက်ပြီးတော့ဖောက်ခွဲလိုက်တယ်အဲ့ဒီဟာကိုမိုက်ကယ်မြင်လိုက်တဲ့အချိန်မှာသူကစဉ်းစားနေသူအဲ့ဒါကိုသူမြင်ခဲ့တယ်သူရင်ထဲမှာသူထည့်ထားလိုက်တယ်အဲ့ဒီမွေးနေ့ပွဲမှာဟိုင်မန်ရော့ကြီးကပေါ်ရန်စကားတွေတိတ်ပြောတယ်ဘာတွေပြောလဲဆိုတော့ဟာသူကတည်တော့မယ်လူပေါ့နော်သူကချမ်းပါရမကောင်းတက်ကြီးနေပြီအဲ့တော့သူမရှိတဲ့အခါမှာနောက်ကလူငယ်တွေကိုလည်းနေရာပေးခြင်းတယ်ဆိုတဲ့အကြောင်းဒီဟာဗာနာကလက်ရှိစီစဉ်ထားတဲ့စီးပွားရေးကနောက်ဘယ်လောက်အထိဆက်လက်တိုးတက်သွားမလဲဆိုတော့ဘယ်သူမှကန့်သတ်မထားနိုင်ပါဘူးသူတို့ရည်ရွယ်ချက်ကဘာလဲဆိုတော့မာဖီးယားအစိုးရတော်ဖြစ်သွားလိုက်ချင်တာဗျာပြောရလို့ရှိရင်ဒီသမရဘာတစ်စတာသမရကိုသူတို့ကောင်းကောင်းအပိုင်ဝဲနိုင်ပြီဆိုတာနဲ့ဒီနိုင်ငံကိုတော့သူတို့ကမာဖီးယားအစိုးရပုံစံမျိုးနဲ့အုပ်ချုပ်သွားခြင်းတဲ့သဘောမှာရှိတယ်ဘာဖြစ်လို့ဆိုတော့ရှေ့မှာဆက်ပြောမယ်ဟိုင်မန်ရော့ရဲ့ငါတို့ကအမေရိကန်တန်မဏိတဲတောင်ကြီးမားလာနေပြီဆိုအဲ့ဒီစကားတွေပေါ့ဒီစကားတွေကသူတို့ရဲ့ရွေးချက်ကအဲ့လောက်ထိကြီးမားအဲ့ဒီမှာဒီမွေးနေ့ဂိတ်လှီးနေတဲ့မွေးနေ့ပွဲမှာမွေးနေ့ဂိတ်လှီးတာတော့မွေးနေ့ဂိတ်ကိုတော့မှဟိုင်မန်ရော့ကြီးကကျူးဘာမြေပုံနဲ့လှုပ်ထားတာအားလုံးကိုခွဲဝေမျှဝေကျွေးမယ်ဆိုတဲ့အထာဖမ်းတာပေါ့ဗျာအဲ့လိုမျိုးလှုပ်နေတဲ့အချိန်မှာအားလုံးရဲ့ရှင်မှာမိုက်ကယ်ကထပြောတယ်ကျွန်တော်လည်းဒီကိုလာတဲ့လမ်းမှာတော့စောစောအဖြစ်ပြက်ကိုသူပြောပြတယ်တော်လိုင်းသမားတယောက်ကလက်ပြပုံကိုဒီလိုလှုပ်လိုက်ပါတယ်အဲ့လိုမျိုးပြောလိုက်တဲ့အချိန်မှာစောစောကဟန်ဆောင်မျက်နှာဖုံးဖုံးထားတဲ့ဟိုင်မန်ရော့ရဲ့မျက်နှာချက်ချင်းတီသွားတယ်တီပြီးတော့မျက်စောင်းကြီးကနည်းနည်းနားစွန့်ထားအောင်နေတဲ့ရုပ်ကြီးနဲ့အဲ့လိုမျိုးဖြစ်လာပြီးတော့မင်းကဘာပြောချင်တာလဲဟုတ်ပြတယ်ကျွန်တော်သူတို့နိုင်မယ်လို့ထင်နေတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ဒီအစိုးရစစ်သားဆိုတာကြတော့လာစာအရလောက်တာရှိမယ်တဲ့ဆိုရစစ်သားကြလာစာအရလောက်တာရှိမယ်နော်ဒီဒေါ်လာရေးသမားတွေနဲ့တော့မတူဘူးပေါ့နော်သူကဒါလေးကိုထောက်ပြပြီးတော့စိတ်မချဘူးပေါ့ဗျာလက်ရှိသွားနေတဲ့ပလန်ပေါ်မှာဒီနိုင်ငံဒီကျူးဘာနိုင်ငံရေးပေါ်နိုင်ငံရေးအခြေအနေပေါ်မှာလည်းသူစိတ်မချဘူးဆိုလို့ပြောချင်တာဘာဖြစ်လို့လဲဆိုတော့သူပြောခဲ့တာလုံးဝအပြင်ကဖြစ်သွားတဲ့သမိုင်းကြောင်းနဲ့တစ်ထပ်ထဲသွားကြတယ်သူပြောတာဒါသမိုင်းကြောင်းအခြေတည်ပြီးတော့ထည့်ပြီးတော့သုံးထားတာပေါ့ဘာဖြစ်လို့လဲဆိုတော့စောစောကျွန်တော်ပြောတဲ့ဆန်တာကာလာ
ကျွန်တော်စောစောပြောဖို့ကြံခဲ့တယ်တမရကလေတမရစကားဝိုင်းမှာပြောတယ်ကျန်တဲ့လူတွေကစီးပွားရေးသမားတွေမာဖီးယားကိုင်းကောင်းဆောင်တွေမေးတာပေါ့တပုံကိစ္စရောတမရကြီးဘယ်လိုလုပ်ကြမလို့တမရကြီးတပုံကိစ္စရောအဲ့ဒါဘယ်လိုလုပ်ကြမလို့ဆိုတော့တမရကြီးမပူပါနဲ့ငါလူတွေကအဲ့ဆန္ဒကာလာမြို့နယ်ဒီကောင်တွေကိုမကြခင်မောင်းထုံပါပါကျွန်တော်ပြောလေဆန္ဒကာလာကိုကောင်တွေထိန်းချုပ်ထားတယ်ဒေါ်လာကြီးဖွဲ့တွေအခါတွေကဖြစ်ထိန်းချုပ်ထားတော့သူအဲ့ဒါမပူပါနဲ့ဗောနော်ဒီခင်ဗျားတို့ရဲ့ကာစီနိုတွေရေကူးကန်နေတဲ့မှာဗျာပျောက်ကြားသဘုံကြီးရှိနေတယ်ဘယ်လိုလုပ်ကြည့်လို့ကောင်းမှာပဲဘာညာနဲ့ဟာတာတွေတော့လှုပ်လိုက်သေးတယ်ဒါပြီးတော့စောစောကျွန်တော်ပြောဖို့ကြံခဲ့ပြန်ပြောတာဒီမှာအဲ့လိုမိုက်ကဲအဲ့လိုပြောလိုက်တာတမိုင်းကြောင့်လည်းအဲ့လိုတကယ်ဖြစ်သွားခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့စောစောကပြောတဲ့ချီကွေပါရဥဆောင်တဲ့ဒီဖီတဲ့ဒေါ်လာရေးကောင်းဆောင်ဖီတဲ့ရဲ့တက်တွေကအဲ့ဒီဆန္ဒကလာရာဆိုတဲ့မျိုးကိုတိမ့်ပိုက်လိုက်တဲ့အချိန်မှာဒီဘာတစ်စတာသမရရဲ့အစိုးရရဲ့တက်ကရဲဘော်တွေကတကယ်ကိုစိတ်တက်ပြက်ပြားသွားတာအဲ့ဒီမှာလက်နဲ့ဆုံးခွာထွက်ပြေးတွေတက်ပြေးတွေဖြစ်ကုန်တာဒါကြောင့်မလို့လဲဘာတစ်စတာသမရအစိုးရကပြုတ်ကျခဲ့တာဘာဖြစ်လို့ဒီဟာထည့်ပြောလဲဆိုခဏနဲ့ကျွန်တော်တို့ဒါတည်းကြုံရတော့မှာဒီဇလန်ထဲမှာ80ကြုံရတော့မှာမိုက်ကဲကအဲ့လိုမျိုးပြောလိုက်တော့ဘိုးတော်ကြီးကလေမိုက်ကဲနင်းရလောင်းကလည်းငါတို့နှစ်ယောက်ထပ်ပြောမယ်မိုက်ကဲကိုခွဲထုတ်သွားလိုက်ပြီအဲ့ဒီစကားတွေငါတို့နှစ်ယောက်ထပ်ကြမှာပြောမလို့ကွာဟိုလူတွေရှိမပြောနဲ့ပေါ့တိလားतू ကဒါတောင်လူတွေရှိတော့ပြောလိုက်သေးတယ်ဟာရင်တော့နေကနှစ်ပေါင်း20လောက်တည်းကဒီဟာတွေကမင်းကဒေါ်လာရေးတွေကဒီနိုင်ငံဖြစ်နေတာပဲကွာငါကလွန်ခဲ့တဲ့နှစ်ပေါင်း20တည်းကဒီနိုင်ငံကမင်းရတယ်ဒေါ်လာရေးဒီဒေါ်လာရေးကိစ္စတပုံတွေကဖြစ်နေတာပဲကွာကြာပြီးငါဒီမှာလုံနေတာနှစ်ပေါင်းကြာလာနေပြီအရင်တော့အရက်တမချက်အောင်ဆိုတော့ခင်မှာတော့ငါတို့တကားကြီးတို့ရအောင်တင်သွင်းခဲ့တာအဲ့တော့မင်းအဖေတွန်ကိုလူယုံကြီးကားတွေတောင်ပါသေးတယ်ကွာအဲ့ဒီမှာဘိုးတော်ကြီးဟိုင်မန်တော့မိုက်ကယ်ကိုနှစ်ကိုကြားခေါ်တွေ့ပြီးပြောတို့ဒီမှာငါတို့ကအကာအကွယ်အောက်ရောက်နေပြီငါတို့အကျိုးမြတ်တွေကိုလုံခြုံရေးတွေတရားစီရင်ရေးတွေဘာမှ FBI နေတော့မပါဘဲနဲ့မိုင်90ကွာဖော်ယူတဲ့အစိုးရနဲ့ငါတို့လုံနိုင်မိုင်90ကွာကဖော်ယူတဲ့အစိုးရဆိုတာကစောစောကပြောတဲ့အမေရိကန်နဲ့မိုင်90ပဲဝေးတဲ့ကျူးဘားနိုင်ငံအစိုးရမင်းမစိုးရိမ်ပါနဲ့ကွာမိုင်90ဆိုတာဟိအောင်ဘာမှမဟုတ်ဘူးအမေရိကန်သမ္မတကြီးဖြစ်ဖို့နဲ့အဲ့လိုဖြစ်ဖို့ပတ်စံများများရှိတဲ့သူတွေအတွက်ဒါအသိငယ်တဲ့ခြေလမ်းလေးတစ်ခုကွာမိုက်ကယ်ကြီးငါတို့ကတော့မင်းအမေရိကန်တမ်မဏိထက်တောင်ကြီးမားနေပြီပြောချင်တာကသူတို့ကဒီမှာမာဖီးယားအစိုးရကြီးတစ်ခုတောင်ဖော်ဆောင်ပလိုက်ပြီးတော့အမေရိကန်ကိုတော့ပခုံးချင်းရှင်တော့မဲ့ပုံစံမျိုးအထိသူကပြောနေတာတော်တော်ကြီးကိုကြီးမှန်းချက်ကကြီးအဲ့ဒီမှာပဲကနေတော့စောစောကဟိုင်မာရောပြောနေတဲ့မိုက်ကယ်မင်းဒီထဲကိုပတ်စံထည့်ဖို့ဒီတပုံကိစ္စနဲ့တော့ခေါင်းရှုပ်ခံမနေနဲ့ခေါင်းပတ်စံထည့်စရာကြီးကထည့်လို့ပြောနေတဲ့ပတ်စံဒေါ်လာ2 သန်းအဲ့ဒါကိုဖရက်ဒိုလာပို့တာဖရက်ဒိုမှာလိုက်တာလာယူလာခဲ့တော့ဖရက်ဒိုရဲ့ idea ကိုတစ်ချက်ရှိုးလိုက်အောင်သူ့မှာအဲ့ဒီဒေါ်လာ2 သန်းကသူ့မှာတအားကိုအကြီးကျယ်ဖြစ်နေတယ်သူယူလာခဲ့ရတာကိုသူ့မှာမဟာတာဝန်ကြီးကိုထမ်းဆောင်ခဲ့ရတဲ့ပုံစံနဲ့တရားဒါသူ့ရဲ့အငုတ်စိတ်ပေါ့ဗျာတရားနည်းနည်းလေးအရေးပါတဲ့နေရာလောက်ကလေးများအထားခံသူ့မှာမနေတတ်မထိုင်တတ်တယ်ကြောင့်ဖြစ်နေတယ်ပေါ့ဟောငါမှလည်းဒီဟာဟိုတဲ့ဒီထဲမှာဟိုဘာပါလာလဲဆိုတာဟုတ်တယ်ဘေးကလူတွေများသိသွားရင်ဘယ်လိုလုပ်မလဲတော့တွေးနေတာတဲ့စဉ်းစားကြည့်တယ်ဒေါ်လာကြီး2 သန်းတောင်กว่าနည်းနည်းလေးများအရာရောက်တဲ့ဟာလေးလောက်ရလို့ရှိရင် brother တော့အမသေးချာကြည့်နော်ပတ်စံဖွင့်ပြလိုက်တယ်ဖွင့်ပြတဲ့အချိန်မှာမိုက်ကယ်ကတော့ဒီတိုင်းပဲပတ်စံကြည့်တာပေါ့နော် Fred ကမိုက်ကယ်ကိုစူးစူးဆက်ဆက်ကြည့်ရနော်ဘာလဲဆိုတော့ဟို तू အရေးပါနေပြီလားပေါ့နော်မိုက်ကယ်ရဲ့မျက်လုံးထဲမှာ तू ကတကယ်အရေးပါတဲ့တုံးစားလို့ရတဲ့ကောင်များဖြစ်နေပြီလားဆိုတော့မျောလင်းချက်နဲ့ကြည့်တယ် तू နည်းနည်းတော့ဆက်စုလိုက်သေးတယ် तू ယူလာတဲ့ပတ်စံဘာသုံးမှန်မှန်းလဲ तू မသိဘူးယူလာဘာသုံးလို့လဲဟာဗာနာမှာကွာတဲ့မိသားစုစီဝါရီလေးချဲ့ဖို့ပါတဲ့ဟာကောင်းတာဗောတဲ့ဟာဗာနာကတဲ့ငါအကြိုက်ပုံစံမျိုးပဲတဲ့ပြောတဲ့ပုံစံကသိတာဟိုမလုံးမလဲပုံစံပြောနေဘာလို့ဒီကိစ္စ तू သိပြီးသားလေဟိုကောင်လေးပြောထားတာကိုပြီးတော့ तू အဲ့ဟာဗာနာမှာငါသိတဲ့လူတွေများရှိသေးလားရှိဘူးလားကွာတဲ့ဟိုရှာရှည်ပြီးတော့ဖရက်ဒိုမေးလိုက်တာမိုက်ကယ်လက်တန်းပြောတယ်ဟိုဟာတို့တော့ရှိတယ်ကွာတဲ့ဟိုင်မန်ရော့တို့ဒီဂျူနီယိုလာတို့တော့ရှိတယ်သိလားဆိုမသိဘူးတဲ့ဆို तू ခေါင်းငုံသွားတယ်မိချစ်ချက်သလိုပါလို့နဲ့ဟိုလူမျက်နှာလိုက်ကြည့်ဒီလူမျက်နှာလိုက်ကြည့်နေမလုံးမလဲတဲ့မသိဘူးတဲ့တွေ့နော်မသိဘူးတဲ့ तू လိန်လာတာဆိုတော့ तू အဲ့ဒါကြီးနဲ့ချိတ်ဆက်ပြီးတော့တောက်တော့လဲလှုပ်ဖူးထားတာကိုပြီးတော့သူတို့ညီကိုနှစ်ယောက်ပြန်ထွက်ပြီးတော့တစ်ခုလေးသွားစားကြတောက်ကြတယ်စားတောင်းနေနေအဲ့ဒီမှာဟိုဘရက်ဒိုကသူ့ညီကိုရင်ဖွင့်ပါတယ်တခါကြလဲမိမကေလိုမျိုးငါလည်းဇနီးကောင်းလေးတယောက်ထူထောင်ကျင်တာပေါ့ကွာတဲ့ဒါပေမဲ့ तू အသုံးမကျတာတွေသူ့ဟာသူပြန်ပြီးညီးတွားနေတာပေါ့ဗျာသိလားငါတို့ငငယ်တုန်းကဆိုအမေငါ့ကိုပြောတယ်တဲ့နေ့ကငါဟိုတရောင်းစားကိုပြစ်ထားခဲ့လို့မွေးစားတာလို့တော့ပြောတာတဲ့ငါတခါကျငါ့ကိုငါအဲ့လိုတော့တကယ်လားတော့ထင်ရတယ်သူ့ရဲ့ဟိုအားနေချက်တွေပေါ့နော် तू သိငယ်နေတာတွေကိုရင်ဖွင့်တာသူ့ညီကိုရင်ဖွင့်တော့မိုက်ကယ်ကအားပေးပါတယ်အားပေးလေးပြီးတော့အဲ့မှာပရက်ဒိုကနည်းနည်းလေးရင်ထဲကပြန်ပွင့်ထွက်လာတယ်သိလား तू လုတ်ခဲ့တယ် तू သစ္စာဖောက်တယ်လို့ဖြစ်သွားတယ်သူ့ရဲ့လုပ်ရက်တွေကို तू နောင်နာရနေတာသူ့ညီပေါ်မှာ तू ကျိုးလွန်ပြီးတော့ तू နောင်နာရနေတာသူ့ညီကဒီလိုမျိုးသူ့ပေါ်နည်းနည်းလေးနှွေးထွေးပြလိုက်တာနဲ့ကွာအရင်တည်းကငါတို့နှစ်ယောက်ကြားမှာဒီလိုလေးရှိရမှာကွာဆိုမလုံးမလဲနဲ့ထွက်လာတော့မလို့စကားအမှန်တကယ်အဲ့ဒီတုန်းကသာပုံမှန်နေဝင်ခံလိုက်ရင်တော့တော်သေးတယ်နော်ငပြောဒီဂရီကိုဘယ်လိုပြောလဲတဲ့ तू အဲ့ဒါတောက်ကိုမှားမယ်ပေါ့မှားမယ်ဆိုမိုက်ကယ်ကငပြောဒီဂရီပဲလीကွာတဲ့ဒီမှာလည်းပဲတဲ့ဒါလေးကသဘောကျကြပါတော့ညီကိုကြားမှာရှိစရာလေးဖြစ်သွားတော့ညီကိုညှောက်တာဒါပဲလားဒါပဲဆိုပြောပြီးရီလိုက်တော့မိုက်ကယ်အပြုံတေချာကြည့်လိုက်အသက်မပါဘူးနော်ပြုံးပြီးနေချက်ချင်းပြန်တီးရတယ်ဘာဖြစ်လို့လဲဆိုတော့သူ့အကို तू မတင်ငါတော့
မသိကတော့သူ့ကိုရဲ့ဒီအင်းဒီပြက်နေတာလေမူပြက်နေတာလေသူရိမ့်မိနေတာစောစောတုန်းကမသိဘူးလို့ပြောတဲ့ချိန်ကမူပြက်နေတာရဲ့အခုလည်းပဲအရင်တည်းကဒီလိုမျိုးရှိရမှာကွာဆိုပြီးတော့ညီးတွားလိုက်တဲ့အတန်တွေပေါ့ဒါတွေကသူ့အကိုမြန်တစ္ဆဖောက်ကသူ့အကိုမြန်ဖြစ်နေမလားဆိုတဲ့အတန်တရားဝင်နေပြီအဲ့မှာနောက်ပြီးတော့သူ့အကိုသူဆက်ပြီးနောက်တစ်ခုထပ်ခိုင်းလိုက်တယ်မနေ့ကကြလို့ရှိရင်အစိုးရလူကြီးမင်းနေနဲ့အမတ်ဘတ်ကာရီနဲ့အဲ့ဝါရှင်တန်ကိုလေရင်နဲ့လာလိမ့်မယ်တဲ့သူကသူဒါဟိုဘက်မှာဖြစ်နေတော့အမေရိကန်ဘက်ချမ်းမှာဝါရှင်တန်ကိုလာမှာတဲ့ဒါပေမဲ့အဲ့ဒီလူတွေကိုဒီဘက်ချမ်းဟာဗနာကိုခေါ်လိုက်တဲ့ပျော်ဝဲစားပုံစံမျိုးနဲ့ခေါ်လိုက်ပါနော်သူတို့မင်းပျော်အောင်ထားလိုက်ပါပျော်အောင်ထားလိုက်ကွာဆိုဘောကလည်းပဲဘယ်တော့ဟာရတာဗောဒီကိစ္စဟဲ့အောင်ငါကျွမ်းတဲ့အပိုင်းပဲကွာငါလုံပါပါသူနည်းနည်းတော့ပျော်လာသူတဖြည်းဖြည်းနဲ့အရာရောက်တယ်ဗောသူ့လူရသွင်းလာဆိုနည်းနည်းတော့သူပျော်လာတယ်ဒီနေရာမှာလေးကျွန်တော်ဘာဖြစ်လို့မိုက်ကယ်ကအလကားနေအားရဒီအမက်ပတ်ကာကြီးကိုမစီမဆိုင်ကျူဘာဟာဗနာကိုခေါ်တာလေလို့တကယ်တော့သူလှုပ်တဲ့ကွက်ကဘာလဲဆိုတော့ဒီဘက်ကကျူဘာအစိုးရဘက်မှာနော်ကျူဘာအစိုးရဘက်မှာလဲသူကအမေရိကန်ဘက်မှာဘယ်လောက်ထိပေါက်ရောက်တယ်ဆိုတဲ့ image ကိုပြကျင်တာဒါကြောင့်မလို့ဟိုဘက်ကအမတ်လုံးမျိုးအမေရိကန်ဘက်ကအမတ်ကြီးတွေတို့အစိုးရလူကြီးမင်းတွေကိုသူ့ရဲ့ဖိတ်ကြားချက်နဲ့သူကလှမ်းပြီးတော့ရအောင်ခေါ်လိုက်တာဟိုလူတွေကလည်းမလာလို့မရဘူးအထူးသဖြင့်သူအဲ့ဒီလာတဲ့အဖွဲ့ရဲ့အထဲမှာအကြီးဆုံးဖြစ်တဲ့အမတ်ဘတ်ကာရီကသူ့အိတ်ထဲကဖားလေနော်အေးစစ်စစ်ပဲသူခေါ်ရလာမှာပဲဒါပေမဲ့ဘတ်ကာရီကလည်းပြောတာပါသူလည်းမျှော်လင့်ချက်တော့လာတာဘာလို့ဒီမှာများငါ့အတွက်ဘာခွင့်ရှိမလဲလို့ဘာဖြစ်လို့ကျွန်တော်ဒီစကားကိုပြောလဲဆိုတော့နောက်ဆုံးပိုင်းဘာမျှော်လင့်ချက်မှမရှိတော့လားသိကြတဲ့အခါမှာဘတ်ကာရီအမတ်ဖြစ်သွားတဲ့ရုပ်ကိုကျွန်တော်ရှင်းပြခြင်းအဲ့မှာသူ့ကိုဖရက်ဒိုဒါတာဝန်ပေးလိုက်တယ်ပေါ့ဗျာဒီလူတွေကိုမြင့်ပြောအောင်ဖြောပြထားလိုက်နည်းနည်းပါတင်ဆက်ထားလိုက်ပေါ့နောက်ပြီးတော့ဟဲ့အောင်နဲ့ဒီနှစ်တီကူနယူးရည1958ဒီဇင်ဘာ31ရက်နေ့ညပေါ့ဗျာနယူးရည1958အဲ့ဒီညမှာငါတို့အကုန်လုံးကိုသမရကသူ့အိမ်တော်မှာဖိတ်ထားတယ်တဲ့အဲ့ဒီကိုငါတို့သွားတဲ့အခါမှာပွဲပြီးလို့ပြန်လို့ရှိရင်ငါ့ကိုစစ်ကားတွေနဲ့ပို့ကြလိမ့်မယ်ငါတယောက်တည်းခွဲပို့လိမ့်မယ်ငါလုံခြုံရေးအတွက်ဆိုအကြောင်းပြပြီးတော့ပေါ့ကွာတဲ့ငါဟိုတယ်ကိုပြန်မရောက်ခင်မှာပဲငါ့ကိုရှင်းကြလိမ့်မယ်ဘာဖြစ်လို့သူတက်ပြောလဲဆိုတော့ဒါကရှေ့မှာလဲဝမ်းမာတုံးတွေကဒီဘာစီနီနဲ့တက်စီလိုနဲ့သူ့ကိုပေါင်းကြံတဲ့ကိစ္စနဲ့အလားတရန်တူကိစ္စမဟုတ်လို့လေသူကွက်တီကိုသူမှန်းပြအဲ့လိုပြောတဲ့အချိန်မှာပရက်ဒိုရဲ့မျက်လုံးကသူ့ညီကိုကြည့်ရလေဟာတော်လာကြီးလားကွာဆိုတော့သိတာဟိုအဲ့လိုအတိတ်ပဲလဲပါတယ်နောက်ပြီးတော့အခြေအနေတွေဒီလောက်တောင်ဆိုးသွားပြီလားပေါ့နော်သူအဲ့လိုမဟုတ်ကြီးကမျက်လုံးတွေကခဏမငြိမ်တာဖြစ်သွားတယ်အဲ့ဒါမျိုးတွေအခုလောလောဆယ်ကတော့ရောက်ဟဲ့အဲ့ဟိုင်မန်ရောကြီးကတော့ငါ့ကိုလည်းသူ့သားအရင်လိုပုံစံမျိုးနဲ့လူတကာရှေ့မှာဆက်ဆံပြနေတာတကယ်တော့မဟုတ်ပါဘူးတဲ့အမေကလည်းငါ့အိမ်မှာလာပြီးငါ့ကိုလှုပ်ချင်တယ်အဲ့ကောင်အဲ့ဘိုးတော်ကြီးလက်ချက်ကွာသူကအဲ့လိုကြီးကြက်ကြလက်ကြပြောလေပရက်ဒိုကဟိုမှာရင်ထဲမှာဘလောင်စုနေပြီဟာဒီကောင်အဲ့လောက်တောင်သိနေပြီလားငါဘာလုပ်ပြရမလဲရပါတယ်တဲ့မင်းကမင်းလည်းဒီတိုင်းလည်းမသိကြအောင်ဆောင်ပြီးမျောလိုက်သွားလိုက်အောင်ငါအကွက်ရွှေ့ပြီးပြီအဲ့ပရက်ဒိုကဘာအကွက်လဲပေါ့နော်သူလည်းလန့်လို့လန့်နေအဲ့ဟိုင်မန်ရောဟဲ့အောင်နှစ်သိကူကိုလည်းမမြင်စရာဘူးကွာသူရင်လက်ဦးအောင်လုပ်မယ်ပေါ့ဟောနောက်တစ်ခါကျဟိုင်မန်ရောကြီးကယောဂဖောက်လာလို့ဟိုင်မန်ရောကြီးကဆရာဝန်ခေါ်ပြနေအဲ့အချိန်မှာမိုက်ကယ်ရောက်သွားတော့အဲ့မှာပြောတဲ့စကားတွေအဲ့တေးရမှာပဲမကြောက်တော့မလို့နော်လောကကြီးကိုပဲတန်ဝေကရနေသလိုလိုနဲ့အခုကျတော့သူ့ကိုကုတဲ့ဆရာဝန်တော်မှာသူကမိုင်ယာမီကအင်္ဂလိပ်ဆရာဝန်ပဲခေါ်ပြီးသားမှာတဲ့ငါဒီဆရာဝန်စိတ်တိုင်းမကြလိုက်တာသူအသက်ရှင်တန်ခြင်းနဲ့စိတ်ဘယ်လောက်ပြင်းထန်နေလဲဆိုတာသူရှင်းတော့မညီဘူးလေသူဟန်ဆောင်နေတာလေရှင်းတော့မညီဘူးသူမိမကိုပြီးတော့သူကပထုတ်လိုက်တယ်မိုက်ကယ်ကိုသူစပြီးတော့တော်ကီတွေလှုပ်ပြီးဆရာဝန်နဲ့မင်းကဘာလဲမပါတော့ဘူးလားကွာမဟုတ်ပါဘူးတဲ့ခဏလေးကျွန်တော်စောင့်ကြည့်ချင်လို့ပါသူတပည့်ဂျိုနီအိုလာနဲ့မျက်လုံးချင်းစုံလိုက်သေးတယ်ငါရဲ့စက်တမအာယုံမှာတော့ပတ်စံအပြည့်နဲ့အိတ်ကိုဖရက်ဒိုတည်လာတယ်လို့ငါသတင်းရထားတယ်ပေါ့ပြောချင်တာဖရက်ဒိုကပတ်စံဒေါ်လာ2 သန်းကိုမင်းစီတည်လာပြီဆိုငါသိတယ်ဟဲ့ကောင်ဘာဖြစ်လို့ငါလက်ထဲကိုလာမအပ်သေးတာလဲဒါကိုသူမေးချင်တာမိုက်ကယ်ကလည်းဟာကျွန်တော်နည်းနည်းလေးစောင့်ကြည့်ချင်သေးတယ်ဘာညာပေါ့နော်ဒီလိုပြောလိုက်တော့သူမျက်နှာမကောင်းတော့သူတပည့်ဂျိုနီအိုလာနဲ့တယောက်မျက်နှာတယောက်ကြည့်ပြီးတော့သူဆက်ပြောလိုက်တဲ့စကားကလေဘာပြောတယ်မလားဟိုဆက်ပြောမဟုတ်နော်စကားဆက်သွားတာပါမိုက်ကယ်ကအသက်သားရလာလို့မေးတာမေးတယ်မေးရောသူကစိုးပါတယ်ကွာတဲ့စီးပေါက်ရင်မနာအောင်တော့4 သန်းလောက်သုံးထားတယ်ဖဲ့တာနော်မိုက်ကယ်ပိုးစိုးဖက်ဖဲ့ချပလိုက်တာသူသေးကောင်းပေါက်ဖို့အတွက်တောင်ဒေါ်လာ4 သန်းသုံးလိုက်တယ်လို့သူပြောကြတာမျက်နှာဒီနဲ့မင်းကငွေလေး2 သန်းအတွက်နဲ့ချီတုံချတုံလာလုပ်နေတယ်ပေါ့ဒါမျိုးသူကထဲ့အဲ့တော့မိုက်ကယ်ကလည်းသိတာပေါ့သူဒါလောက်နှိမ်လိုက်မှန်းသိတော့နည်းနည်းပောက်ကွဲတော့ဖရန့်ပန်နာဂါလီကိစ္စကိုစကားလေးတစ်ခါထည့်ပြောတာဖရန့်ပန်နာဂါလီကိုဘယ်သူတတ်တာလဲခမားတတ်တာမဟုတ်လားလို့ဒဲမမေးုံတယ်ပဲကွာသိလားအဲ့လိုမျိုးမေးချလိုက်တာဘိုးတော်ကြီးကလည်းမသိကြအောင်ရိုဇန်တို့ညီနောင်နေလေကွာတဲ့ရိုဇန်တို့ညီနောင်နေဆိုလို့ရှိရင်အဲ့ရိုဇန်တို့ညီနောင်နေဘယ်သူကခိုင်းတာလဲကြောက်တော့မခိုင်းဘူးတော့လေမိုက်ကယ်ကအဲ့ဒီမှာဘိုးတော်ကြီးကထပြောအခု तू ပြောတော့မယ့်စကားလေးထဲမှာလေကျွန်တော်ရှေ့မှာမိုးဂရင်းအကြောင်းလေးကျွန်တော်ဘာလို့ထည့်တယ်ပြောတာအဲဒီမှာ तू လာပြီတခါတော့အားရအောင်ငါနဲ့အတူတူကြည့်တဲ့ကောင်လေးတယောက်ရှိခဲ့ပြီ तू ကငါတက်လဲငယ်တယ်အဲ့မိုးဂရင်းကိုရင်းညွှန်းပြောတာ तू ကငါ့ကိုအထင်ကြီးတယ်ကွာတဲ့ငါ့ကိုလေးစားတယ်ငါတို့ပထမဆုံးအလုပ်တွေအတူတူပူးပေါင်းပြီးလုပ်ကြတာပေါ့အရင်တော့ဘဝအခြေကနေစခဲ့တာဒီကောင်လေးနဲ့အတူတူပေါ့နော်အရင်မချက်ဖို့တားတဲ့ကာလမှာပဲအဲ့တကားကြီးတွေငါတို့ကနေတာကိုတင်ဖို့နိုင်ခဲ့တယ်ပတ်စံဆိုတာထောချက်ပဲကွာရောအဲ့ဒီမှာမင်းဖေလည်းပါတယ်ငါသူ့ကိုလည်းချစ်လဲယုံလဲယုံကြည်တယ်အဲ့ဒါသူ့ရင်ထဲစကားအမှန်ပဲမိုးဂရင်းပေါ်မှာတော့သူချစ်တယ်
နောက်ကြတော့ကွာအောင် तू ကအဲ့ဒီအနောက်ဘက်ကန်းကိုသွားတဲ့စစ်သားတွေတထောင်နာတဲ့တဲကန်နာရမြို့ဖြစ်တဲ့ဆော့ဆော့နီဘာရာမြို့ရဲ့နီဘာရာပြည်နယ်ရဲ့ lesbian မြို့ကိုပြည့်စည်ကြပြီးအဲ့ကောင်လေးကမြို့တည်လိုက်တယ်မြို့ lesbian မြို့အကောင့်ထဲဖော်လိုက်တယ်ပေါ့ကျွန်တော်ရှေ့မှာပြောခဲ့ဘူးတယ်ပထမဗီဒီယိုအဲ့လိုဖော်လိုက်တယ်တဲ့ဖော်ပြီးတော့ဒီကောင်လေးကိုလူတယောက်ကသူ့ရဲ့မျက်လုံးနှလုံးကြားကိုပြစ်ပြီးတော့သူ့ကိုရှင်းသွားတယ်ငါဒီသတင်းကိုကြားချင်းမှာငါတွေးတယ်ဒါကလုပ်ငန်းသဘောပဲလေမိုးကင်းကြောင်လဲငါလည်းသိတာပဲဒီကောင်ဟောင်းပါလောက်ကွာဆိုဟောဒါငါတို့ဖြတ်တန်းနေတဲ့လောကဒီလိုမျိုးပဲလေကွာဒါကြောင့်မလို့ဒီကိစ္စကြီးကိုငါကောင်းနဲ့ထည့်ပြီးတော့ဖီးဖြစ်နေလို့မှမဖြစ်တာငါတို့လောကဒီလိုပဲလေဒါကလုပ်ငန်းသက်ပဲလုပ်ငန်းသက်ကိုငါလုပ်ငန်းသက်လို့ပဲထားတယ်မိုးကင်းကိုဘယ်သူလုပ်တယ်ဘယ်သူကလုပ်ခိုင်းနေဆိုတာငါမစုံစမ်းဘူးဟိကောင်ပြောချင်တာမင်းလုပ်တယ်ဆိုတော့ငါသိတယ်ကွာအဲ့တော့ငါကောင်းနဲ့မထည့်ဘူးမင်းကဘာလာပြောနေတာလို့စမ်းပဏ္ဍကရိယာကိစ္စကိုမင်းကပြောမယ်ဆိုငါလည်းမင်းကိုပြန်ပြောလို့ရတာပဲအမှန်တော့သူ့ရင်ထဲမှာထည့်ထားပြီးသား तू ကမေးပြတဲ့ပုံစံမျိုးပဲတင်ပါလားမေးပြတဲ့ပုံစံမျိုးလုပ်ငန်းကိစ္စကိုလုပ်ငန်းကိစ္စလို့ထားမိုးကင်းကိစ္စကိုတော့ငါမင်းပေါ်မှာပွေးမယူဆိုအမှန်ပွေးယူတယ်သူပွေးယူလို့လည်းမိုက်ကဲပေါ်မှာဒီလောက်ထိ तू လုပ်နေတာအဲ့ပြီးတော့အေးတယ်ငါကူအိတ်လိုက်အောင်မယ်ငါအိတ်ရနိုးလို့ဟျောင်းဒီဆိုဘက်ပေါ်မှာအဲ့ပတ်စံတော့ရှိမရှိလို့ရှင်လည်းမင်းနဲ့ငါနဲ့ပြီးပြီဟျောင်းဇလန်းပြီးပါပြီတခါလည်းပြပြောလိုက်တယ်အဲ့ဒီလိုနဲ့ပဲနယူးယားညမှာပဲနယူးယားညကိုရောက်လာတယ်ဒီညမှာပဲအမတ်ပကာရီတို့ဘာလို့နဲ့ဖလော်ရီဒါအမတ်ကြီးတွေပေတွန်တို့ဘာလို့ပေါ့နော်ဒီလူတွေစောစောဖရက်ဒိုကအဲ့ခံထားတဲ့အဖွဲ့သူဖိတ်ထားတဲ့အဖွဲ့ဒီအဖွဲ့တွေနဲ့လာပြီးတော့နှုတ်ဆက်စကားပြောပြီးတော့အဲ့လိုစကားပြောနေတဲ့အချိန်မှာဂျွန်နီအိုလာရောက်လာဂျွန်နီအိုလာလည်းရောက်လာလားဖရက်ဒိုနဲ့ဘေးနားမှာသွားပြီးကြက်တယ်ဂျွန်နီအိုလာအဲ့မှာဂျွန်နီအိုလာလည်းရောက်လာလားဖရက်ဒိုမျက်နှာကိုကြည့်လိုက်ရောဟာငါ့ကိုဖရက်ဒိုမသိဘူးလားတဲ့မိုက်ကယ်ကမိတ်ဆက်ပြီးတော့ဖရက်ဒိုမျက်နှာဟိုကြီးကြီးတောင်းမောက်သေးတာဂျွန်နီအိုလာလည်းမရောအိန္ဒိယချက်ချင်းပြတ်သွားတာမိုက်ကယ်အဲ့တော့အကဲခတ်ချင်လို့တမင်သက်သက်ကိုငါ့ကိုဖရက်ဒိုမသိဘူးလားဆိုမိတ်ဆက်ပြီးတာမဆုံးဘူးသေးဘူးတဲ့ဂျွန်နီအိုလာပါတဲ့ဂျွန်နီအိုလာအိန္ဒိယမပြတ်ဘူးဆရာကြီးဖရက်ဒိုကအိန္ဒိယပြတ်ဝမ်းသာပါရဲ့မျက်လုံးချင်းတော့စုံမကြည့်ဘူးအဲ့ကောင်ဖရက်ဒိုအိန္ဒိယပြတ်နေတော့မိုက်ကယ်ကစိတ်သေးကြည့်ပြီးအကဲခတ်နေကဲ Happy New Year ဘာညာဆိုပြီးတော့တောက်ကြစားကြတယ်ပေါ့အဲ့လိုတောက်ကြစားကြပြီးတော့ပြီးတော့အဲ့ဒီကအမတ်ဒီဘာတွေကိုဖြော်ပြေးလုပ်နေတဲ့ဖရက်ဒိုကသူတိထားတဲ့တခြားဖြော်ပြေးတစ်ခုခေါ်ရတယ်ဒီလိန်ပိုင်းဆိုင်ရာဖြော်ပြေးဒါလှုပ်ဝက်ပေါ့နော်အဲဒီလိုမျိုးဖြော်ပြေးအပွဲတစ်ခုခေါ်သွားလိုက်တယ်ပြောရင်တော့သူကလူလေပေါ့ဗျာနည်းနည်းလေးပေါက်ရောက်နဲ့နေရာတကာတိတယ်ပေါ့ဆိုပြီးတော့ခေါ်သွားလိုက်တာအဲ့မှာမိုက်ကယ်တို့လည်းပါမိုက်ကယ်ရဲ့ကိုယ်တတ်တော်ဆောင်လည်းပါတယ်အမတ်ပါဂရီနဲ့ဖရက်ဒိုနဲ့ကအဲ့မှာတယောက်တစ်ပြန်နေပြောဆိုစနှောင်းနေကြဟဲ့အောင်ဖရက်ဒိုအဲ့ဒီမှာမင်းကဒီနေရာဘယ်လိုလုပ်သိတာတော့ကွာပထမတော့မင်းပွဲရတဲ့လောက်ကြီးမကောင်းတော့ပါဘူးဘာညာပေါ့နော်ပြောနေတယ်ဟာဟိုကတကယ်ကြီးကောင်းတော့ကောင်းအမတ်ပါဂရီဟာကောင်းလိုက်လားဟဲ့ဖရက်ဒိုမင်းဒီပွဲဒီမှာရှိမှမင်းဘယ်လိုလုပ်သိတာဖရက်ဒိုကမူးနေတာနဲ့သိတယ်မလားစိတ်ကလည်းသူ့ကိုတော်တယ်ဆိုတဲ့ပုံစံမျိုးပြောခံရတော့လွတ်သွားပြီသူတတိတွေပဲလစ်သွားပြီပါးစပ်ကတွတ်ခနဲ့ထွက်သွားတာဂျွန်နီအိုလာနဲ့လူလာဘူးတဲ့ဟိုင်မန်ရောတော့တခါမှမလိုက်ဘူးတဲ့ဒီဘက်ကိုဂျွန်နီအိုလာနဲ့သူနဲ့လာဘူးတဲ့အဲ့ဒီစကားကိုပြောလိုက်တဲ့အချိန်မှာအဲ့လိုလေပြောအဲ့လိုမျိုးလေပြောနောက်မှာမိုက်ကယ်ဖြစ်သွားတယ်မျက်နှာဗျာသိလားစောတော်ကြီးကိုသူကြေခွဲသွားတာတော်တုံလှုပ်သွေးပြောက်သွားတာဗဇက်ကလေးတောင်ဒီလိုလေးဟာသွားတာအင်မတန်မှကိုဆက်ရုပ်လိုဖြစ်နေတဲ့မျက်နှာနောက်ကသူ့ရဲ့ကိုရန်တော်လည်းတခါလေးအချက်ပြလိုက်တယ်တော်ဟိုင်မန်ရောလို့ဆရာတပည့်ကိုကွာလှုပ်လိုက်တော့ကွာဟာချက်ပြဟိုကောင်ကြီးလည်းထွက်သွားတယ်မိုက်ကယ်ကြေခွဲပြီဟိုမှာနောက်မှာဖြစ်နေတဲ့ပုံကြည့်မိုက်ကယ်ဘယ်တော့တော့ကြေခွဲနေလဲတဲခွဲသွားပြီသူ့ကိုယ်တိုင်သူ့ကိုတစ္ဆာဖောက်ခဲ့တာပဲသူတို့အိတ်ခမ်းထဲမှာသူ့ကိုလာတက်တဲ့အထီတောင်ပါပဲအဲ့လောက်အတိုင်းတာအထီကိုသူ့ပမာတစ္ဆာဖောက်ရက်လေခြင်းပေါ့အဲ့ညမှာပဲ